စာလံကျမ်းအခန်းကြီး108အုံးဘုရားသခင်အကျွန်ုပ်နှလုံးသည်တည်ကြည်ပါ၏တခြင်းဆိုပါမည်ဝိညာဉ်ပါလက်ချီးမွမ်းထောပနာပြုပါမည်တယောနှင့်ဆောင်းတို့နိုးကြလောငါသည်စောစောနိုးမီအုံးထာဝရဘုရားပရိသတ်အလယ်၌ကိုရောကိုချီးမွမ်းပါ၏လူမျိုးတို့တွင်ကိုရောအားထောပနာခြင်းဆိုပါမည်ကြောင့်မူကားဂိယူနာတော်သည်ကောင်းကင်သို့၎င်းသစ္စာတော်သည်မိုးတိမ်သို့၎င်းမှီပါ၏အိုဘုရားသခင်ကောင်းကင်မြင့်သည်ထက်ကိုရောကြီးမြင့်တော်မူစေတည်းမြေကြီးတစ်ပြေလုံးကိုဘုန်းတော်လွှမ်းမိုးပါစေတည်းချစ်တော်မူသောသူတို့သည်ချမ်းသာရမည်အကြောင်းအကျွန်ုပ်စကားကိုနားထောင်၍လက်ရလက်ယုံတော်အားဖြင့်ကဲ့တင်တော်မူပါတန်ရှင်းခြင်းပါရမီတော်ကိုတိုင်တည်၍ဖယားသခင်သည်ဗျာဒိတ်ထားတော်မူသောကြောင့်ငါသည်ဝမ်းမြောက်မည်ရှေးခင်မြို့ကိုပိုင်းခြားမည်သူကိုယ်လေပြင်ကိုတိုင်းထွာ၍ဂိလက်ပြေကိုငါပိုင်ရ၏မနာရှေပြေကိုလည်းငါပိုင်ရ၏အေဖရင်ပြေကငါဥကောင်း၏အစွမ်းဖြစ်ရမည်ယူဒပြေကငါ၏လွတ်တော်ဖြစ်ရမည်မောဘပြေကငါရေချိုးအိုးဖြစ်ရမည်အေဒုံပြေကငါခြေနေရဖြစ်ရ၏ဖိလိတိပြေအပေါ်မှာအောင်တန်နဲ့ကြွေးကြော်မည်အာကြီးသောမြို့ထဲသောငါကိုအဘယ်သူတွင်းပေးမည်နည်းအေဒုံပြေသောငါကိုအဘယ်သူလမ်းပြမည်နည်းအိုဖယားသခင်အကျွန်ုပ်တို့ကိုစွန့်ပစ်တော်မူသောကိုတော်သည်ပြုတော်မူမည်မဟုတ်လောအိုဖယားသခင်အကျွန်ုပ်တို့ဘိုးချေနှင့်အတူကြွတော်မမူသောကိုတော်သည်ပြုတော်မူမည်မဟုတ်လောဒုက္ခနှင့်ကင်းလွတ်စေခြင်းကမဆတော်မူပါလူတို့သည်ကယ်တင်ခြင်းကမတတ်နိုင်ကြပါဘုရားသခင်အားဖြင့်ငါတို့သည်ရဲရင့်စွာပြုကြမည်ငါတို့၏ရန်သူများကိုကိုယ်တော်တိုင်နင်းတော်မူမည်